မ်းသာတဲ့မိခင်ကမင်းကလေးလှုပ်ထားတဲ့ရဲကားအစကိုစစ်ဆေးကြည့်ပြီးအချိန်တော်တွင်ဒီလောက်ကောင်းအောင်ပြင်းမြောက်အောင်လုပ်နိုင်တာကိုချီးကျူးခဲ့တယ်ပြီးတော့ဂယူအန်နလို့သွားရဲ့လုပ်ငန်းကိစ္စတွေကိုသူမတာဝန်ယူစေချင်ခဲ့တယ်ဒါပေမဲ့မင်းကလေးကကျမမှာအရေးချင်းမလုံလောက်သေးဘူးတာမန်ဝန်ထမ်းတယောက်အနေနဲ့ပဲစတင်ကျင်ပါတယ်လို့ပြောခဲ့တယ်ဒါနဲ့အလုပ်ဆိုရင်ပဲပထမနေ့မှာမိခင်ရော CEO ကောင်လေးရောမင်းကလေးကိုအလုပ်လိုက်ပို့ဖို့အပြိုင်ဆိုင်ဖြစ်နေကြတယ်မင်းကလေးကဘာလို့ရမလဲစဉ်းစားနေတော့အဝေးမှာရှိတဲ့လျှက်စစ်ဆိုင်ကလေးကိုတွေ့ပြီးပြေးသွားခဲ့တယ်ဒီဆိုင်ကလေးကတကယ်ကောင်းတာပဲလို့ချီးကျူးလိုက်တော့ CEO ကောင်လေးကဒီအိတ်ကိုလည်းယူသွားပါလို့ပြောတယ်မင်းကလေးကကြည့်ပြီးလက်ခံလိုက်တယ်အဲ့ဒီအချိန်မှာမိခင်ကသူမရဲ့လက်ဆွဲကိုချွတ်ပေးခြင်းပေမဲ့မင်းကလေးကညှင်းလိုက်တယ်ဒါလောက်ဆိုလုံလောက်ပါပြီလို့ပြောခဲ့တယ်အဲ့ဒီနောက်မင်းကလေးကလျှက်စစ်ဆိုင်ကနဲ့အလုပ်သွားခဲ့တယ်ဒါပေမဲ့သူမတယောက်တည်းအလုပ်သွားရမှာကိုမိခင်နဲ့ CEO ကောင်လေးကစိတ်မချတာကြောင့်ဇင်ခံကားနဲ့စီးကသူမနောက်ကနေလိုက်ပါသွားခဲ့တယ်တစ်ဖက်မှာတော့ Tokyo Tokyo ကဝန်ထမ်းတွေကဂယူရဲ့သမီးလေးအင်တာရှစ်ဆင်းဖို့ရောက်လာမယ်ဆိုတာပြောနေကြပြီးဒီနေ့တရှိရာ2ယောက်ရောက်မယ်လို့လည်းပြောနေကြတယ်အဲ့ဒီအချိန်မှာမင်းကလေးရောက်လာပြီးသူတို့ကိုနှုတ်ဆက်လိုက်တယ်ဒါပေမဲ့ဝန်ထမ်းဆိုးတွေကသူမရဲ့ဝတ်စားစင်ရင်ပုံကိုကြည့်ပြီးဂယူရဲ့သမီးမဟုတ်ဘူးလို့ထင်ကားလစ်လူရှုထားပြီးထွက်သွားကြတယ်ခဏကြာမှာတော့ကောက်ကျစ်တဲ့မင်းကလေးလည်းအလုပ်လာရောက်သတင်းပို့တယ်ဝန်ထမ်းတွေကသူမကိုပဲဂယူရဲ့သမီးစစ်လို့ထင်ပြီးတကယ်ကိုအဆင့်တက်ရှိတဲ့သဘောထားနဲ့ရုပ်ရည်ပါပဲလိုချီကျူကအလွန်မင်းဖားရပြီးအထဲသို့ဖိတ်ခေါ်ကြတယ်သူတို့အထဲဝင်သွားတဲ့အခါမင်းကလေးကလက်လန်းပြနေခဲ့တယ်ဒါပေမဲ့ကောက်ကျစ်တဲ့မင်းကလေးကရည်ရွယ်ချက်ရှိမသိတယ်လို့ဟန်ဆောင်လိုက်တယ်မင်းကလေးနင်ငါ့ကိုမမှတ်မိဘူးလားဒါပေမဲ့ငါကတော့နင့်ကိုမှတ်မိတယ်လို့ပြောလိုက်တယ်ဝန်ထမ်းဆိုးကချက်ချင်းဒါကဂယူရဲ့သမီးပဲလေမင်းကိုဘာလို့မှတ်မိမှာလဲလို့ဝင်ပြောလိုက်တယ်နောက်ပိုင်းမှာမင်းကလေးကကောက်ကျစ်တဲ့မင်းကလေးကိုသူမဘယ်ချိန်ကမျိုးရုံနာမီပြောင်းလိုက်တာလဲလို့မေးခွန်းထုတ်ခဲ့တယ်ကောက်ကျစ်တဲ့မင်းကလေးကို CEO ကစွန့်ပစ်ထားတာငါသိတယ်ဒါကြောင့်ငါရဲ့အစစ်အမှန်ထောက်ထားကိုမဖော်ထုတ်နဲ့လို့တတိပေးခဲ့တယ်ဒါပေမဲ့သူမထွက်သွားတာကိုကြည့်ရင်မင်းကလေးအဆောင်တာတကယ်တော့ဒါပဲသူမဒီလိုဖုံးကွယ်ပေးထားတော့ငါရဲ့အထောက်ထားလည်းမပေါ်တော့ဘူးအရန်ကောင်းတာပဲလို့ပြုံးပြီးပြောလိုက်ပါတယ်